မိသားစုတစ်ခုလုံးဟာအငယ်ဆုံးသမီးလေးရဲ့မင်္ဂလာပွဲအတွက်ပျော်ပျော်ပါပါအောင်ပွဲခံနေကြချိန်မှာပဲနောက်တစ်စက္ကန့်မှာတင်သမီးဖြစ်သူဟာအထုပ်ပိုးတွေဆွဲပြီးအိမ်ထဲကိုပြောင်းဝင်လာခဲ့ပါတယ်အန်နာကိုမြင်လိုက်ရတဲ့အချိန်မှာလူတိုင်းစွန့်သွားကြတာပေါ့ဟင်းတွေလိုက်ထည့်ပေးနေတဲ့အန်နာအမေဆိုရင်အလန့်တကြားနဲ့စွပ်ပြုတ်အိုးတစ်လုံးလုံးကိုစပွဲပေါ်မှောက်ချမိလိုက်လို့တအိမ်လုံးချက်ချင်းပဲရုံးရင်ဆန်ခတ်ဖြစ်သွားပါတော့တယ်အန်နာဟာအဲ့ဒီနေ့ကမှခဏကြီးကျယ်တဲ့မင်္ဂလာပွဲကိုကျင်းပခဲ့တာပါသူမရဲ့ခင်ပွန်းဖြစ်သူကပညာတတ်အစိုးရအရာရှိတဦးဖြစ်တာကြောင့်မိဘနှစ်ပါးစလုံးကအတိုင်းမသိဝမ်းသာပီတိဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့မင်္ဂလာဦးညမှာပဲဟိုတယ်ခန်းကိုရောက်ချင်းခင်ပွန်းဖြစ်သူကကတင်ပေါ်လဲချလိုက်ပြီးအန်နာနဲ့အတူညစာစားဖို့ညှဉ်းဆန်ခဲ့ပါတယ်အဲ့ဒီနောက်ခင်ပွန်းဖြစ်သူရဲ့ကောလိပ်တငယ်ချင်းတယောက်ကဖုန်းဆက်ပြီးသူတို့အားလုံးအောက်ထပ်မှာညစာစားနေကြတယ်လို့လှမ်းပြောပါတယ်ဒါနဲ့ပဲခင်ပွန်းဖြစ်သူကချက်ချင်းဆိုသလိုအောက်ထပ်ကိုဆင်းသွားခဲ့လို့အန်နာလည်းစိတ်မသက်မသာနဲ့ပဲနောက်ကနေအောက်တက်လိုက်သွားခဲ့ရတာပေါ့တငယ်ချင်းတွေကဇနီးမောင်နှံနှစ်ဦးကိုသူတို့သမီးတို့သားအထိမ်းအမှတ်အဖြစ်ခွက်ချင်းတိုက်ဖို့ဝိုင်းဝန်းအားပေးကြတဲ့အခါအုပ်စုထဲကမျိုးသမီးတယောက်ရဲ့မျက်နှာပြတ်သွားပြီးရုတ်တရက်အပြင်ကိုထွက်သွားခဲ့ပါတယ်မကြခင်မှာပဲခင်ပွန်းဖြစ်သူကလည်းအကြောင်းပြချက်တစ်ခုပေးပြီးအပြင်ကိုလိုက်ထွက်သွားခဲ့ပြန်တယ်အဲ့ဒီအချိန်မှာအန်နာကအခန်းထဲမှာပစ္စည်းတစ်ခုကြံခဲ့တာကိုသတိရသွားလို့အပေါ်ကိုပြန်တက်သွားခဲ့ပါတယ်ဒါပေမဲ့အခန်းထဲကိုရောက်သွားတဲ့အချိန်မှာတော့စောစောကအပြင်ထွက်သွားတဲ့အမျိုးသမီးဟာသူမရဲ့ခင်ပွန်းကိုနမ်းနေတာကိုအန်နာကိုယ်တိုင်မျက်ဝါးထင်ထင်မြင်လိုက်ရပါတော့တယ်အန်နာတကူလုံးတောင်းတင်းသွားခဲ့တယ်လို့ခင်ပွန်းဖြစ်သူကလည်းအန်နာကိုမြင်သွားပါတယ်အန်နာကချက်ချင်းပဲခီးဆောင်အိတ်ကိုဆွဲပြီးထွက်သွားဖို့ပြင်ပါတော့တယ်ခင်ပွန်းဖြစ်သူကနောက်ကနေလိုက်လာပြီးသူတို့ကြားထဲမှာဘာမှမရှိပါဘူးလို့စင်ကြေပေးပေမဲ့အန်နာကတော့လုံးဝမယုံခဲ့ပါဘူးအဲ့ဒီအခါမှာတော့ခင်ပွန်းဖြစ်သူကသူတို့နှစ်ယောက်ကြားကကွာဟချက်တွေဖြစ်တဲ့ပညာရေးချင်းလူမှုစီးပွားအဆင့်တန်းတွေကိုထုတ်ပြောပြီးအောက်ကျပြောဆိုလာပါတယ်သူကအန်နာကိုလက်ထပ်ခဲ့တာဟာသူ့မိကရိုးရိုးအေးအေးမိန်းကလေးတယောက်ကိုရှာခိုင်းလို့သာဖြစ်တယ်လို့ပြောပြီးမင်္ဂလာပွဲကိုပါဖျက်သိမ်းကြောင်းပြောခြင်းတိုင်းပြောလိုက်ပါတော့တယ်အန်နာလည်းဒေါသလေးလေးထွက်ပြီးအိမ်ကိုတန်းပြန်လာခဲ့တာပါအန်နာမေကဒေါသတကြီးနဲ့ဘာဖြစ်တာလဲလို့လာမေးတဲ့အခါအန်နာကအကြောင်းစုံကိုရှင်းပြဖို့ပြင်လိုက်ပေမဲ့သူမမေကရန်ဖြစ်ုံလေးပဲလို့အလွယ်တကူထင်ကြေးပေးပြီးရန်ဖြစ်ုံလေးနဲ့မင်္ဂလာပွဲဖြစ်ရမလားဆိုပြီးအန်နာကိုပဲအပြစ်တင်ကသွားပြီးတောင်းပန်ဖို့စိတ်ခိုင်းပါတော့တယ်အန်နာကညှင်းဆန်တဲ့အခါမှာတော့အမေဖြစ်သူကလက်ပါဖို့အထိလှုပ်လာခဲ့လို့ကံကောင်းထောက်မှစွာနဲ့တခြားလူတွေကဝင်သားပေးခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့ဒုတိယမကြီးကအန်နာကိုအခန်းထဲခေါ်သွားခဲ့ပါတယ်ဒုတိယမကြီးကအခန်းထဲခေါ်သွားပြီးအားပေးမဲ့အစားအန်နာကိုထပ်ပြီးဆုံးမဩဝါဒပေးပြန်ပါတယ်အန်နာကတော့ဘာမှမကြားချင်တော့ပါဘူးဒုတိယမကြီးကမိသားစုထဲမှာအောင်မြင်ဆုံးသမီးဖြစ်ပြီးအန်နာကတော့ငယ်စဉ်ကလေးကနှိမ်ချဆက်ဆံခံခဲ့ရတာကြောင့်စိတ်ထဲမှာအနှိမ်ချခံရတဲ့ဒဏ်ရာတွေအားငယ်မှုတွေပြည့်နေခဲ့တာပါအနာဂတ်လားလာကောင်းတဲ့တမက်တယောက်ပေါ်လာတဲ့အခါမှာလည်းအမေဖြစ်သူကဒီမင်္ဂလာပွဲဖြစ်မြောက်ဖို့အတင်းအဓမ္မတွန်းအားပေးခဲ့တာဖြစ်ပြီးတကယ်တော့အနာကိုယ်တိုင်ကအစင်သင့်မဖြစ်သေးပါဘူးဒီတစ်ချိန်မှာတော့အနာဆက်ပြီးတိမခံနိုင်တော့တဲ့အပြင်အခြေအနေကပိုပြီးဆိုးဝါးသွားခဲ့ပါတယ်နောက်တစ်နေ့မှာတင်ခင်ပွန်းဖြစ်သူဘက်ကမင်္ဂလာဆေးဆက်ကြီးတင်နှောင်းတွေအားလုံးကိုအိမ်ကိုပြန်ပို့လိုက်လို့ပါပဲအန်နာတယောက်အလုပ်သွားဖို့ပြင်ဆင်နေချိန်မှာပဲအမေဖြစ်သူကဒေါသတကြီးနဲ့အိမ်ထဲကိုအတင်းဆွဲခေါ်ပြီးအန်နာမောင်နှမတွေကိုအန်နာကိုစောင့်ကြည့်ထားဖို့အမိန့်ပေးခဲ့ပါတယ်အဲ့ဒီနောက်အမေဖြစ်သူဟာတမက်ဖြစ်သူစီသွားပြီးခွင့်လွှတ်ဖို့တောင်းပန်တိုးရှိုးဖို့အတွက်အိမ်ကနေအလျင်အမြန်ထွက်ခွာသွားပါတော့တယ်